ငွေ6000ခွဲလောက်ကနေစပြီးတော့ Seafood City မှာ buffet package တွေရွေးချယ်ပြီးတော့သုံးဆောင်လို့ရနေပါပြီရှင်။ဒီနေ့ Seafood City ကိုရောက်နေရပေါ့နော်။အဲ့ဒါအောက်ကပစုံကန်လေးကိုလည်းဒီနေ့တိချလေးဝင်ကြည့်ဖြစ်ခဲ့ပါတယ်။ Seafood City မှာက customer တွေနဲ့ရွေးချယ်သုံးဆောင်လို့ရတဲ့ package လေးရှိရပေါ့နော်။အဲ့ package လေးတွေကိုဒီနေ့ပြန်ပြီး sharing လုပ်ပေးချင်တာ။ Hot pot level package, salmon level package, oyster level package, luxury seafood level package နဲ့နောက်ဆုံး hot pot မစားခြင်းတဲ့လူတွေအတွက်ဆိုရင် International Dining Buffet package ဆိုပြီးတော့5မျိုးရှိရပေါ့နော်။ကတော့ဒီနေ့ package လေးကိုရွေးထားလဲဆိုရင် hot pot level package လေးကိုရွေးချယ်ထားဖြစ်ပါတယ်။ Seafood City ကိုကြိုက်တာတစ်ခုကဘယ်အချိန်မဲလာသူ့ရဲ့အသားလွှာတွေကအမြဲတမ်း fresh ဖြစ်နေရကိုတော်တော်လေးသဘောကျတယ်။ stock ဆိုရင်လည်းစောင့်ကြမလို့အမြဲတမ်းအပြည့်လုပ်ပေးထားတဲ့အချက်ကိုတော့တော်တော်လေးသဘောကျတယ်ပေါ့နော်။ရှိသမျှမီနူတွေအကုန်ရိုက်ပြရမယ်ဆိုရင်ဗီဒီယိုကတော်တော်လေးရှည်သွားမှာဖြစ်တဲ့အတွက်ဗန် site တဲ့အပိုင်းလေးတွေကိုပဲရွေးချယ်ပြီးတော့တင်ဆက်ပေးဖြစ်ပါရဲ့ရှင်။နောက်တစ်ခုအနေနဲ့ site တဲ့အပိုင်းလေးကိုသွားပြီးတော့ကြည့်ကြမယ်ပေါ့နော်။ site တဲ့အပိုင်းမှာဆိုရင်လည်းရွေးချယ်စရာမန်နူအစုံအလင်မှာအပြင်မှာတပွဲကျင်အောင်ဈေးကြီးပေးဝယ်ရတဲ့မန်နူတွေတော်တော်များများစုံစုံလင်လင်ခင်းပေးထားတာကိုတော်တော်လေးသဘောကျတယ်။ site ကြီးပဲစားမယ်ဆိုရင်တော့အချိန်ယူပြီးတော့တော်တော်လေးစားရမယ်ပေါ့နော်။အနည်းကတော့ Salmon pizza လေးလည်းတွေ့ရတဲ့ဗန်စမ်းပြီးတော့ try ကြည့်ခဲ့ပါရဲ့။ sushi တို့ဘာလို့ဆိုရင်လည်းဒီမှာဆိုရင်အဝကြိတ်ပဲပေါ့နော်။ဟောပေါ်စားမယ်ဆိုရင်ဗန်ကအရွက်စားတာထက်အသားရယ် seafood ရယ်ကိုပို့ပြီးတော့စားရလို့ဆိုတော့ဒီနေ့ကတော့အသားလုံးလေးတွေရယ်အသားလွှာရယ်လက်ဆက်ဆက် seafood တွေကိုရွေးချယ်ထားဖြစ်ပါတယ်။ပထမတစ် round အတွက်ကတော့ဒီလောက်ဆိုရင်ဗန်အတွက်ကလုံလောက်ပါပြီ။ပြီးလို့ရှိရင် Salmon ကြိုက်တဲ့လူရဲ့အတွက်ဆိုရင်လည်း Salmon level package လေးကိုသူတို့စီမှာရွေးချယ်ပြီးတော့သုံးဆောင်လို့ရရပေါ့နော်။ BBQ counter မှာဆိုရင်လည်းအကင်လေးတွေကိုကိုယ်စိတ်ကြိုက်ရွေးပြီးတော့ကင်ခိုင်းထားခဲ့လို့ရပါတယ်။ Seafood City ကိုကြိုက်တာတခုကလေအမြဲတမ်းအေးအေးဆေးဆေးတန်တန်ရှင်းရှင်းတက်တက်ရတဲ့ luxury စံလေးစားရတာကိုဗန်အေးအချက်လေးတော်တော်လေးသဘောကျပါတယ်။ဒါကတော့ဗန် round 1ပေါ့နော် round 1မှာဆိုရင်တော့ပစုံလေးကိုထည့်ထားပါမယ်။ဗန်ကတော့ hot pot စားရဲဆိုရင်ဟိုနည်းနည်းဒီနည်းနည်းချင်းစီပဲစားဖြစ်ပါတယ်။ပြီးလို့ရှိရင်အေးအေးဆေးဆေးကိုမှစကားလေးတိချပြောပြီးရောစားဖြစ်တဲ့လူစားမျိုးဆိုတော့စားပြီးသွားလို့ရှိရင်တော့အေးလေးတောက်မယ်စကားလေးထိုင်ပြောမယ်အချိုပွဲလေးတွေအေးဆေးစားပါမယ်။တယောက်ကို8000ခွဲတန် hot pot level package လေးကိုရွေးချယ်ထားရဲဆိုပြီးမဲ့ဗန်အနေနဲ့ဆိုရင်တော့အရန်ကို enjoy ဖြစ်ပါရဲ့။အချိန်အဖြစ်ဆိုရင်လည်းတဦးကို2နာရီခွဲအောင်ပေးထားအောင်မလို့အေးဆေးသုံးဆောင်လို့ရပါရဲ့။ဒီအချိုပွဲပိုင်းမှာဆိုရင်လေရေခဲမှုကတော့အမြဲတမ်းမပေါ်မဖြစ်စားရတဲ့အပိုင်းပါသူ့စီမှာ topping ထည့်ထားတဲ့ cherry တီးလေးကိုလည်းလေပန်တော်လေးသဘောကျရပေါ့နော်။ရေခဲမှုစားလို့ရှိရင်အဲ့ဒီဟာမပါမဖြစ်ပဲ။အဲ့တော့ Seafood City သွားတဲ့အခါကြောက်လို့ရှိရင်ဘယ် package တွေကိုအမြဲတမ်းရွေးချယ်ပြီးတော့သုံးဆောင်ဖြစ်လဲဘယ် package ကကိုယ့်ရဲ့ favorite အဖြစ်ဆုံးလဲဆိုတာကိုလည်း comment လေးမှာမှန်ခဲ့လို့ရပါတယ်။အပြင်မှာရာသီဥတုလေးကလည်းမူးရွာနေရဆိုတော့လေပန်ကတော့ပြန်ရတော့မှာပါ။ဒါဆိုရင်ပန်ရဲ့နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်ရှင်။အားလုံးပဲတက်တာပါနော်။